အားလုံးပဲမင်္ဂလာပါ The Watcher Guide Channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မျော်လင့်ချက်တငယ်ချင်းနှစ်ယောက်ကြားကဆက်ဆံရေးနဲ့စိတ်ရဲ့ကြမ်းကြမ်းခံနိုင်မှုတွေကိုထင်ဟပ်စေမယ့်ကဏ္ဍဝင်ရုပ်ရှင်ကားတစ်ကားဖြစ်တဲ့ The Shawshank Redemption ဆိုတဲ့ရုပ်ရှင်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ Annie Dufresne ဟာအောင်မြင်တဲ့ဘဏ်လုပ်ငန်းရှင်တစ်ယောက်ဖြစ်ပါတယ်ဒီနေ့မှာတော့ Annie ဟာသူ့မိန်းမရဲ့သူမိန်းမနဲ့ဖောက်ပြန်တဲ့သူကိုတတ်မှုနဲ့အဖမ်းခံလိုက်ရပါတယ်။အန်နီဟာအပြစ်မရှိကြောင်းထွက်ဆိုခဲ့ပေမဲ့တရားရုံးကထောင်ဒဏ်တသက်တကြွချမှတ်ခဲ့ပြီးတော့ Shawshank ထောင်ကိုပို့လိုက်ပါတယ်။ Serve 2 life sentences back to back. One for each of your victims. So be it. Annie က Shawshank ထောင်မှာနှစ်ရှည်ဖြတ်တန်းခဲ့တဲ့ Red နဲ့တွေ့ဆုံခဲ့ပါတယ်။ Red ကဆေးလိပ်ပိုစတာစတဲ့ထောင်တွင်းမှဟိုပစ္စည်းတွေကိုရအောင်ယူပေးနိုင်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။အစမှာတော့ Red က Annie ဟာတခြားထောင်သားတွေနဲ့မတူတဲ့အတွက်ကြောင့်မလို့ထောင်ထဲမှာရှင်သန်နိုင်မှာမဟုတ်ဘူးလို့ထင်နေခဲ့ပါတယ်။ဒါပေမဲ့အချိန်ကြာလာတာနဲ့အမျှ Annie ဟာသူ့နီးသူ့ဟန်တဲ့သူတန်မာသူတစ်ယောက်ဖြစ်ကြောင်းသက်သေပြနိုင်ခဲ့ပါတယ်။ Shawshank မှာနေရတဲ့ဘဝကကြမ်းတမ်းပါတယ်။ထောင်ဆောင်တွေကရက်ဆက်ပြီးတော့ထောင်သားရှို့ကလည်းအန်နီကိုတိုက်ခိုက်ခဲ့ပါတယ်။ဒါပေမဲ့အန်နီဟာသူ့ရဲ့မျောလင်းချက်တွေမပျောက်ဆုံးသွားဘဲနဲ့တည်ငြိမ်စွာရင်ဆိုင်နိုင်ခဲ့ပါတယ်။အန်နီဟာသူ့ရဲ့ဉာဏ်ပညာကိုအသုံးပြုပြီးတော့လူတွေကိုကူညီနေခဲ့ပါတယ်။ဒီနေ့မှာတော့ထောင်ဆောင်တွေဟာအခွန်ဆောင်ရမယ့်အကြောင်းအရာနဲ့ပတ်သက်ပြီးညှဉ်းညူနေတာကိုအန်နီကြားသွားခဲ့ပါတယ်။ဒါကြောင့်မို့လို့အန်နီဟာသူတို့အခွန်များစွာဆောင်ရခြင်းမှာတရားဝင်ရှောင်လွှဲနိုင်မယ့်နည်းလမ်းကိုကမ်းလှမ်းခဲ့ပါတယ်။အန်နီရဲ့ဒီလိုထက်မြက်မှုတွေကြောင့်ထောင်ထဲမှာထောင်ဆောင်တွေရဲ့အကာအကွယ်နဲ့ပိုကောင်းတဲ့ဘဝကိုရရှိခဲ့ပါတယ်။ Hey. You want a cold one, Andy? No thanks. Gave up drinking. Samuel Norton ဟာအာနာကိုတုံးပြီးတော့အကျင့်ပြတ်ချစားတဲ့ထောင်ပိုင်တစ်ယောက်ဖြစ်ပါတယ်။သူကအန်နီဟာငွေကြေးနဲ့ပတ်သက်ပြီးတော့ကျွမ်းကျင်နေဆိုတာကိုတတိထားမိခဲ့ပါတယ်။ဒါကြောင့်မလို့သူဟာနာမည်အတုနဲ့ငွေကြေးခွာချခြင်းစတဲ့တရားမဝင်ကိစ္စတွေကိုအန်နီကိုကင်တွယ်စေခဲ့ပါတယ်။အန်နီဟာသဘောတူခဲ့ပေမဲ့စိတ်ထဲမှာတော့တစ်ခုခုကိုကြံစီနေခဲ့ပါတယ်။ထောင်တွင်းဘဝတွေကမောင်မိုက်ပြီးတော့စိတ်ဓာတ်ကြစရာကောင်းပေမဲ့အန်နီကလွတ်လပ်ခြင်းရဲ့အရာသာကိုခံစားနိုင်မဲ့အခိုက်အတန့်လေးတွေကိုဖန်တီးပေးနိုင်ခဲ့ပါတယ်။ဒီနေ့မှာတော့အန်နီကလှပတဲ့အော်ပရာတီးဂီတကိုထောင်တစ်ခုလုံးကြားအောင်ထောင်သွင်းအတန်လက်ဆက်မှထုတ်လွှင့်ခဲ့ပါတယ်။ထောင်သားတွေဟာလှုပ်လက်စားတွေကိုရက်ပြီးတော့တီးဂီတကိုနားဆင်ရင်းကနေလွတ်လပ်ခြင်းကိုတခဏတာခံစား권ရခဲ့ကြပါတယ်။ဒီလိုရဲ့အတွက်ကြောင့်အန်နီဟာပြစ်ဒဏ်ပေးခြင်းကိုခံခဲ့ရပေမဲ့သူနောင်နာမရခဲ့ပါဘူး။အန်နီကထောင်စာကြီးတိုင်းမြင့်တင်ရေးနဲ့ထောင်သားတွေပညာသင်ကြားနိုင်ရေးအတွက်လည်းကူညီပေးနိုင်ခဲ့ပါတယ်။တော်မီဆိုတဲ့လူငယ်လေးဟာထောင်ထဲမှာပညာသင်ကြားနိုင်မှုအန်နီကူညီပေးခဲ့တဲ့ထောင်သားတွေထဲကတစ်ယောက်ဖြစ်ပါတယ်။ဒီနေ့မှာတော်မီဟာအန်နီထောင်ကျရတဲ့အကြောင်းရင်းကိုရမ်မာတဆင့်ကြားသိခဲ့ရပါတယ်။အဲဒီအခါမှာတော်မီဟာအန်နီမိန်းမကိုတတ်ခဲ့တဲ့တရားခံအစ်စ်ကိုထောင်တစ်ခုမှတွေ့ခဲ့ဦးကြောင်းထွက်ဆိုခဲ့ပါတယ်။ထိုထွက်ဆိုချက်ဟာအန်နီမှာအပြစ်မရှိကြောင်းတက်တည်ပြနိုင်တာမို့လို့အန်နီဟာစိတ်လှုပ်ရှားနေခဲ့ပါတယ်။အန်နီဟာတရားရုံးမှာအမှုရင်ဆိုင်နိုင်မှုမျှော်လင့်ချက်နဲ့ထောင်ပိုင်ကိုတော်မီကြုံတွေ့ခဲ့တဲ့အကြောင်းပြောပြခဲ့ပါတယ်။ဒါပေမဲ့ထောင်ပိုင်ဟာသူ့ရဲ့တရားမဝင်ငွေကြေးကိစ္စတွေမှာအန်နီကိုလိုအပ်တဲ့အတွက်အန်နီထွက်သွားမှာမလိုလားခဲ့ပါဘူး။ဒါကြောင့်မို့လို့အန်နီကိုကူညီမဲ့အစားထောင်ပိုင်ဟာအမှန်တရားကိုဖုံးကွယ်ဖို့တော်မီကိုတတ်ခဲ့ပါတယ်။ Would you be willing to swear before a judge and jury, having placed your hand on the good book and taken an oath before Almighty God Himself? Just give me that chance.
ဒီလောက်ရကအန်နီရဲ့မျောလင်းချက်ကိုရိုက်ချိုးသလိုဖြစ်ခဲ့ပေမဲ့အန်နီကအရှုံးမပေးခဲ့ပါဘူး။တညမှာတော့အန်နီကသူ့အိမ်မက်ဖြစ်တဲ့သူလွတ်လပ်စွာနေကျင်ခဲ့တဲ့ဇီဟူတနေဟိုလို့ခေါ်တဲ့မက္ကဆီကိုကကမ်းခြေမြို့လေးတစ်မြို့ကိုတွားကျင်တဲ့အကြောင်းရက်ကိုပြောပြခဲ့ပါတယ်။ ရက်ကိုလည်းမြို့နာမည်ကိုမှတ်ထားဖို့အန်နီကတောင်းဆိုခဲ့ပါတယ်။နောက်နေ့မနက်မှာတော့ထောင်ဆောင်တွေကအန်နီအခန်းကိုဝင်စစ်တဲ့အခါမှာအန်နီမရှိတော့ပါဘူး။သူဘလို့လွတ်မြောက်သွားလဲဆိုတာဘယ်သူမှမသိကြပါဘူး။အဲ့ဒီနောက်မှာအန်နီအခန်းထဲကမင်းသမီးပိုစတာရဲ့အနောက်မှာအပေါက်ကြီးတစ်ခုကိုတွေ့လိုက်ရပါတယ်။တကယ်တော့အန်နီဟာကြောက်ခွဲသူတေးသေးလေးနဲ့ညာတိုင်းနည်းနည်းချင်းစီလိုင်ကောင်းတစ်ခုဖြစ်အောင်16နှစ်လုံးတူးနေခဲ့တာပါတူးနေခဲ့တဲ့အပေါက်ကိုမင်းသမီးပိုစတာတွေနဲ့ဖုံးကွယ်ထားခဲ့တာပါနောက်ဆုံးမှာတော့ထိုလိုင်ကောင်းပေါက်မှာတဆင့်ပေ900ရှိတဲ့ထောင်ရဲ့ရေစိုးပိုက်ကိုတွားပြီးတော့လွတ်မြောက်နိုင်ခဲ့ပါတယ်အန်နီဟာလွတ်မြောက်ရုံနဲ့မဟုတ်ဘဲနဲ့ထောင်ပိုင်ကိုပါလက်တုံ့ပြန်နိုင်ခဲ့ပါတယ်။သူထွက်မသွားခင်မှာနာမည်အတုနဲ့ထောင်ပိုင်ဝတ်ထားခဲ့တဲ့တရားမဝင်ငွေကြေးတွေကိုထုတ်ယူသွားခဲ့ပါတယ်။အဲဒီနောက်မှာအန်နီကထောင်ပိုင်ရဲ့အကျင့်ပြတ်ခြစားထားတဲ့စည်ရင်းသက်သေတွေကိုရဲတွေစီကိုပို့ပြီးတော့မကြာခင်မှာပဲထောင်ရဲ့အကြောင်းကိုဖော်ထုတ်နိုင်ခဲ့ပါတယ်။ရဲတွေရှော့ရှမ်ထောင်ကိုရောက်တဲ့အခါမှာထောင်ပိုင်ကတရားရင်ဆိုင်မဲ့အစားကိုအဆုံးစီရင်သွားခဲ့ပါတယ်။နောက်ဆုံးမှာတော့ရက်ကလည်းသူ့ဘဝရဲ့နှစ်တော်တော်များများကိုကုံဆုံးစေခဲ့တဲ့ရှော့ရှမ်ထောင်ကနေခံဝန်ကတိနဲ့လွတ်လာခဲ့ပါတယ်။အဲဒီနောက်သူကအန်နီလန်းညွန်ထားတဲ့အတိုင်းလိုက်လာပြီးတော့တစ်ပင်တစ်ပင်အောက်မှာမြုပ်ထားတဲ့စာတစ်စောင်ကိုရှာတွေ့ခဲ့ပါတယ်။စာပါအကြောင်းအရာကတော့သူ့ကိုမက္ကဆီကိုကိုလာဖို့ပြောထားခြင်းပဲဖြစ်ပါတယ်။ Dear Red, if you're reading this, you've gotten out. And if you've come this far, maybe you're willing to come a little further. You remember the name of the town, don't you? Zebataneo. I could use a good man to help me get my project on wheels. I'll keep an eye out for you, and the chessboard ready. Remember, Red, hope is a good thing, maybe the best of things, and no good thing ever dies. I will be hoping that this letter finds you, and finds you well. Your friend, Andy. နောက်ဆုံးအခန်းမှာတော့ Red ဟာကမ်းခြေတစ်လျှောက်မှာလမ်းလျှောက်လာရင်းနဲ့သူ့ကိုစောင့်နေတဲ့အန်နီကိုတွေ့လိုက်ရပါတယ်။တငယ်ချင်းတစ်ယောက်ပြန်ဆုံတွေ့ပြီးတော့သူတို့အမြဲတမ်းအိမ်မက်မက်ခဲ့တဲ့လွတ်လပ်တဲ့ဘဝကိုနေနိုင်ခဲ့ပါတယ်။ Shawshank Redemption ရုပ်ရှင်လေးကမျောလင့်ချက်တင်ငယ်ချင်းနှစ်ယောက်ကြားဆက်ဆံရေးနဲ့စိတ်တန်းကြမ်းခံနိုင်မှုတွေကိုဖော်ကျူးထားတဲ့ရုပ်ရှင်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။အန်နီကအမောင်မိုင်ဆုံးအချိန်မှာတော့မှသူ့ရဲ့ယုံကြည်ချက်ကိုဘယ်တော့မှမစွန့်လွတ်ခဲ့ပါဘူး။အန်နီရဲ့ story လေးကကျွန်တော်တို့ကြုံနေရတဲ့အရာတွေဘယ်လောက်ပဲခက်ခဲနေပါစေထွက်ပေါက်တစ်ခုအမြဲတမ်းရှိကြောင်းလွတ်လပ်မှုဟာတိုက်ယူဖို့ထိုက်တန်တဲ့အကြောင်းစိတ်ခွန်အားပေးနိုင်တဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်တာကြောင့်မလို့မကြည့်ရသေးတဲ့သူတွေကြည့်ရှုဖို့ကျွန်တော်တိုက်တွန်းလိုပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။အခုလိုရုပ်ရှင်ကားကောင်းလေးတွေကိုစိတ်ဝင်စားရဲဆိုရင်ကျွန်တော်ရဲ့ The Watcher Guide Channel မှာအပတ်စဉ်တင်ဆက်ပေးသွားမှာဖြစ်လို့ Like and Subscribe လေးလုပ်ပေးဖို့တောင်းဆိုပါရစေ။